ကဲကျွန်တော်ရဲ့ဦးစီစင်ရောဘူဖေးထမင်းဆိုင်ရနေမြန်မာနိုင်ငံနဲ့မှာကျေးဇူးရှင်များရဲ့ကျေးဇူးကြောင့်ကျွန်တော်ရဲ့ဆိုင်လေးရဆိုလို့ရှိရင်အားပေးတဲ့ဧည့်သည်တော်များပြလာခဲ့ပါပြီခင်ဗျာအဲတော့ကျွန်တော်ဧည့်သည်တော်များကိုကျေးဇူးလည်းအများကြီးတင်ပါတယ်ခုလို့ကျွန်တော်ရဲ့ဆိုင်မှာလို့အရန်ဟင်းလေးတွေကကျွန်တော်မျိုး20လောက်ကိုကျွန်တော်ပြင်ဆင်ထားတာပါဗျာဒါလေးကတော့ကျွန်တော်ဦးစီရဲ့သားဟင်းနေပါဗျာမျိုး20လောက်ပါဟုတ်တယ်မင်္ဂလာပါခင်ဗျာဦးစီဆိုင်မှာအခုညဘက်ဟင်းလျာလေးတွေပိုးပြည့်ပိုးပြည့်ချက်ထားပါဗျာအားလုံးပဲမင်္ဂလာပါဗျာလူကြီးမင်းတို့အားလုံးပကံမြို့သူရောက်ရှိနေပြီဆိုရင်ပကံမှာကျွန်တော်ဦးစီရဲ့စင်ဦးဘူဖေးထမင်းဆိုင်ကိုတတိယလိုက်ပါခင်ဗျာကျွန်တော်ဆိုင်ရဆိုလို့ရှိရင်ညောင်ဦးမြို့ရွှေစည်းကုန်းဖရားရဲ့တောင်ဘက်မှာလူတော်ပြည့်ဘုန်းကြီးကျောင်းအနီးမှာတည်ရှိပါတယ်ခင်ဗျာလူကြီးမင်းတို့အတွက်အသားဟင်းတစ်မျိုးထမင်းအဝစားနဲ့သုံးဆောင်လို့ရတယ်လို့ထမင်းရောဟင်းရောစိတ်ကြိုက်ဘူဖေးလည်းသုံးဆောင်လို့ရပါတယ်ခင်ဗျာဈေးမှန်ဈေးတန်ရတာမှန်ဦးစီကံပါခင်ဗျာဦးစီရဆိုလို့ရှိရင်ကျွန်တော်ရဲ့ဆိုင်မှာရရှိတဲ့ဟင်းပွဲတွေကမျိုးပေါင်း20ကျော်ပြီးတော့အရန်ရင်းဆိုတဲ့မျိုး20ကျော်ပါတယ်ဒီချင်းမင်းတို့အတွက်ကံဝရောက်တော့အညာဒေတာရဲ့လက်ရဆစ်စစ်ကျွန်တော်ပကံသားကြီးဦးစီကိုချက်ပြုတ်ထားတဲ့ဦးစီထမင်းဆိုင်ကိုတစ်ခေါက်တစ်ခါတော့လာရောက်ဖို့အတွက်ဖိတ်မှန်တကပြုလိုက်ပါတယ်ဗျာအားလုံးပဲကျေးဇူးပါကျွန်တော်ဦးစီပါဗျာ